Hello အားလုံးပဲမင်္ဂလာပါဗျဘောလုံးပွဲတွေကိုတင်ဆက်သုံးသပ်ပေးနေတဲ့90 minute ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Okay ဒီနေ့စနေနေ့မှာရှင်မြန်ကစားမယ် Premier League ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးထားပါတယ်။ဒါကတော့ Premier League 5ပါ။နောက်ထပ်ပွဲစဉ်တွေကိုတော့ကျွန်တော် 5 လုပ်လိုက်အောင်မယ်မှီရင်တော့တင်ပေးပါမယ်။ဒီနေ့မှာရောင်းပွဲထွက်ပါတယ်ဗျ။စိတ်ဝင်စားရင်ကျွန်တော် discussion မှာ Viber နံပါတ်ချပေးထားပါတယ်။အဲ့မှာသွားပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်။ Okay ကျွန်တော်စလိုက်ကြအောင်။ပထမဆုံးပွဲကတော့ Manchester City နဲ့ Newcastle ပွဲပါဒီနေ့ည2နာရီခွဲမှာရှင်မြန်ကစားမှာပါဗျအဲ့မှာအရှင် Manchester City ကတလုံး40ရှုံးပေါက်ပါတယ်ဘူပေါင်းကြီးကတော့3လုံး60ရှုံးပါ Manchester City ရဲ့လက်ရှိအနေအထားကဇယားထိပ်က Arsenal ကိုတပွဲရောနဲ့9မှတ်ကွာနေပါတယ် Premier League လက်ကျန်12ပွဲကသူ့အတွက်ကတော့ပွဲတိုင်းလူမှာ Final ပွဲတွေလိုဖြစ်နေတယ်ဗျပြောချင်တာကတော့သူ့အနေနဲ့တည်ကြသွားရင်တော့မှရှုံးတယ်လို့ပြောလို့ရပါတယ်ဒီ12ပွဲဟာ Manchester City အတွက်အလွန်အရေးပါနေတဲ့ကာလဖြစ်နေပါတယ်ဒီလာထဲမှာ Manchester City က Newcastle ကိုကာရာဘောင်းကပ်မှာ 3-1 နဲ့ဆိုပြီးအိမ်ကွင်းကနေပြီးတော့နိုင်ထားပါတယ်ဗျ Newcastle ကိုကြည့်ရရင်တော့ဒီနေ့ Premier League မှာဟိုလည်းမရောက်ဒီလည်းမရောက်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ဒီနေ့မှာကာဆယ်အနေနဲ့ကတော့ Premier League ထက် FA Cup နဲ့ Champions League ပွဲတွေမှာပိုပြီးအာရုံစိုက်နေရကိုတွေ့နေရပါတယ်ဗျဒါတော့ကာရာဘောင်းကပ်ဆီမီဖိုင်နယ်မှာ Manchester City ကို2ကြော်လုံးရှုံးခဲ့လို့ထွက်ခဲ့ရတာအခုလည်းပြန်တွေ့နေပြန်ပြီလက်တလုံးမှာတော့ Newcastle ကိုကြည့်ရရင်ပွဲပန်းမှုတွေရှိနေရဗျပြီးခဲ့တဲ့19ရက်နေ့တုန်းကလည်းအဇာဘန်ဂျန်ကိုတွားပြီးကွာတာဘက်ကို Champions League မှာကစားခဲ့ရတယ်အဲ့ဒါဘယ်တော့မှမကြသေးဘူးဗျ Manchester City ကလည်း Premier League လက်ကျန်12ပွဲကိုအာရုံစိုက်ပြီးကစားလာလိမ့်မယ်ဗျ Manchester City ဒီနေ့ပွဲမှာ2ဂိုးအကွာနဲ့နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ် Manchester City body ကိုကြိုက်ပါတယ်ဗျ Okay နောက်တစ်ပွဲကတော့ Chelsea နဲ့ Burnley ပွဲပါဒီနေ့ည9နာရီခွဲမှာရှင်မြန်ကစားမှာပါအဲ့မှာ Asian Chelsea က2လုံး20စားပေါက်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး50ရှုံးပါ Chelsea ကတော့လက်ရှိနီးပြ Rosinha လက်ထက်မှာ17ပွဲကစားထားပြီးပြီဗျအဲ့ဒီမှာ2ပွဲရှုံး1ပွဲတည်ကြ10ပွဲတိတိနိုင်ထားပါတယ်ရှုံးထားတဲ့2ပွဲကလည်းကာရာဘောကတ်မှာအာဆင်နယ်ကိုအင်ကွင်းရောအဝေးကွင်းရော2ကြော်လုံးရှုံးထားတာဗျနီးပြလူစီနီယာလက်ထက်မှာချယ်ဆီတိုက်စစ်က28ဂိုးသွင်းပြီး73ဂိုးပဲပြန်လည်ပေးထားရပါတယ်ရှော့တွက်လို့တော့မရပါဘူးချယ်ဆီအနေနဲ့ဒီပွဲပြီးသွားရင်လည်းအာဆင်နယ်ကိုပရီးမီးယားလိမှာအဝေးကွင်းကနေပြီးတော့ပြန်ပြီးကစားရအောင်မယ်ဗျလူစီနီယာရဲ့မကြေပွဲပေါ့ဗျာအဲ့ဒီပွဲကတော့ကြည်ကောင်းနေဦးမှာပဲဘန်လီကတော့အဆင့်19တန်းစစ်စုံထဲမှာရှိနေတယ်သူ့အောက်မှာလည်းဝူဗာဟန်တန်တသင်းပဲရှိပါတယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာလည်းခရစ္စတယ်ပဲလီတသင်းကိုပဲနိုင်ထားတယ်အဲ့ဒါအဝေးကွင်းမှာနိုင်ခဲ့တာပေါ့ဘန်လီကဒီယာဒီအဝေးကွင်းမှာ16ဂိုးသွင်းပြီး32ဂိုးတောင်ပြန်လေပြီးထားရတယ်သူ့အနေထားကိုကြည့်ရင်ဘန်လီတိုက်စစ်ကတကူသွင်းရင်ခန်းစစ်က2ဂိုးပြတ်ပေးနေရတဲ့ပုံစံမျိုးပေါက်နေတယ်ချယ်ဆီကပြီးခဲ့တဲ့လီယူနိုက်တက်နဲ့ပွဲမှာလည်းအိမ်ကွင်းမှာကြီးမောင်ထားဦးဗျပြီးတော့အင်ရှင်ချယ်ဆီကိုကြည့်ရမယ်ဆိုရင်3ဂိုးသွင်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်ဒီနေ့ပွဲမှာတော့ချယ်ဆီပေါ်ဒီကိုပဲကြိုက်ပါတယ်ဗျOkay နောက်တစ်ပွဲကတော့ Aston Villa နဲ့ Leeds United ပါဒီနေ့ည9နာရီခွဲမှာကစားမှာပါအဲ့မှာ Asian Aston Villa တလုံး80စားပေါက်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး80စားပါလက်ရှိအမှတ်ပေးစရာမှာ Aston Villa အဆင့်3မှာရှိနေတယ်သူ့အောက်ကအဆင့်4က Man U ကို9မှတ်ဖြတ်ထားတယ်ဗျအဲ့မှာ Man U က West Ham နဲ့ပွဲမှာ 1-1 တည်ဖြစ်ခဲ့တော့9မှတ်ကွာသွားတာပေါ့ဗျာAston Villa အနေနဲ့ကတော့ဒီပုံစံတိုင်းသွားမယ်ဆိုရင်တော့ရှေ့နှစ် Champions League ဝင်ခွင့်ရဖို့အလားအလာကောင်းနေတယ်ဗျဒီနှစ်သင်းဟာ Leeds United အင်ကွင်းမှာ 1-2 နဲ့ Villa ကနေပြီးတော့နိုင်ထားပါတယ်အခုလည်း Villa ပတ်မှာကစားရအောင်မယ်ဗျ Aston Villa အနေနဲ့ကလည်းဒီပွဲပြီးသွားရင်ဇယားအောက်ဆုံးမှာရှိတဲ့ Wolverhampton နဲ့ကစားရမယ်ဒါပေမဲ့ Wolverhampton ကကြောင်ဗျဇယားတိတ်က Arsenal နဲ့ကစားခဲ့တုန်းကလည်းတူတည်ကြခဲ့တယ် Arsenal fan တွေကြေကွဲတာပေါ့ဗျာပြောချင်တာကဇယားအောက်ကအတင်းကိုလည်းအပိုင်ဆိုပြီး short တက်စေချင်ဘူးဗီလာလက်တလောကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်2ပွဲရှုံး1ပွဲတည်ကြထားတယ်အရန်ကြီးတော့ကောင်းမနေဘူးအဲ့ဒီမှာ Brentford နဲ့ပွဲကိုပြန်ကြည့်ရမယ်ဆိုရင်ဗီလာဘက်မှာပထမပိုင်းတည်းကတယောက်ထုတ်ခံထားခဲ့ရတာအောင်မှအနိုင်မကစားနိုင်ခဲ့ဘူး G1 နဲ့ရှုံးသွားပြီပေါ့ဗျာအဲ့ပွဲကဒါကြောင့်မို့ Aston Villa အနေနဲ့ကတော့ရှေ့နှစ် Champions League ဝင်ခွင့်ရဖို့အတွက်ကိုအခုလိုလွှဲချော်မှုတွေထပ်ဖြစ်နေလို့တော့မရဘူးLeeds United ကိုကြည့်မယ်ဆိုရင်တော့ဒီယာဒီမှာလက်ရှိအဆင့်15မှာပြီးတော့အဝေးကွင်းကစားထားမှာလဲသူတပွဲပဲနိုင်ထားပါတယ်အဝေးကွင်းမှာတိုက်စစ်က14ဂိုးသွင်းပြီး28ဂိုးပြန်လေပေးထားရပါတယ်
အဝေးကွင်းကစားပုံမကောင်းဘူးပေါ့ဗျာဒါပေမဲ့ဒီ United အနေနဲ့အဝေးကွင်းရောက်ရင်ခန်းစစ်ကိုအကြီးကထားပြီးတော့ကစားတယ်အသင်းကြီးနဲ့တွေ့တိုင်းလည်းအမြဲတမ်းလိုဒုက္ခပေးနေပါတယ်Aston Villa ကိုကြည့်ရရင်နောက်ဆုံးကစားခဲ့တဲ့ FA Cup ပွဲမှာလည်းအင်ကွင်းကနေပြီးတော့ Newcastle ကိုရှုံးခဲ့တယ်ဒါပေမဲ့အခုပွဲမှာတော့အင်ကွင်းပရိသတ်တွေရှေ့မှာအကောင်းဆုံးဖျော်ဖြေလိမ့်မယ်လို့ယုံကြည်ထားပါတယ်ကျွန်တော်ဒီနေ့ပွဲမှာ Aston Villa body ကိုပဲကြိုက်ပါတယ်ဗျโอเคနောက်တစ်ပွဲကတော့ Brentford နဲ့ Brighton ပွဲပါဒီနေ့ည9:00နာရီခွဲမှာကစားမှာပါဗျအဲ့မှာ Asian Brentford က level 80ရှုံးပေါက်ပါတယ်ဂိုးပေါင်းကြီးကတော့360စားပါ Brighton ကတော့သူ့အိမ်ကွင်းမှာတော့2-1နဲ့နိုင်ထားတယ်ဗျAsian Brentford ကိုကြည့်မယ်ဆိုရင်တော့လက်ရှိ Premier League ဇယားမှာအဆင့်9မှာရှိနေပါတယ်အဆင့်6က Liverpool နဲ့ကလည်း2မှတ်ပဲကွာနေတယ်ဗျဒီအိမ်ကွင်းမှာ Brentford က2ပွဲပဲရှုံးထားတယ်တိုက်စစ်က24ကိုသွင်းပြီး73ကိုပဲပြန်လေပေးထားရပါတယ်Brentford ကဒီအိမ်ကွင်းကစားပုံကောင်းတယ်ပေါ့ဗျာ injury ကစားသမားအနေနဲ့ကိုကြည့်မယ်ဆိုရင်လည်း2ယောက်ပဲရှိတယ် Brighton ကတော့နောက်ဆုံးကစားခဲ့တဲ့6ပွဲလုံးနိုင်ပွဲပျောက်နေတယ်2ပွဲတည်ကြပြီး4ပွဲရှုံးထားပါတယ်အဲ့ဒီမှာဂိုးမသွင်းထားနိုင်တဲ့ပွဲက3ပွဲရှိပါတယ်ဒီနေ့2026ထဲမှာတော့ Brighton က2ပွဲပဲနိုင်ထားပါတယ်အဲ့ဒါဘန်လီကိုအိမ်ကွင်းမှာ2-0နဲ့နိုင်တယ် FA Cup ပွဲဖြစ်တဲ့ Manchester United ကို Old Trafford မှာ 1-2 နဲ့နိုင်တဲ့ပွဲ2ပွဲပဲရှိပါတယ်Brighton ကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားထားတဲ့3ပွဲလုံးဂိုးပေါက်ပြောင်းနေတယ်အခုပွဲမှာတော့ဂိုးတစ်ကူရအောင်တော့အနည်းဆုံးပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်Asian Brentford ကလည်းနောက်ဆုံး2ပွဲမှာဂိုးအောက်ထားပါတယ်ဗျအခုပွဲမှာတော့နှစ်ဖက်သွင်းကိုတွေမြင်ရနိုင်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်ဗျကဲနောက်ဆုံးပွဲကတော့ West Ham United နဲ့ဘုံပေါက်ပွဲပါဒီနေ့ည12:00နာရီမှာကစားမှာပါAsian West Ham က level 20ရှုံးပေါက်တယ်ဂိုးပေါင်းကြီးကတော့3-20ရှုံးပါ West Ham ကိုကြည့်ရရင်အဆင့်16နဲ့တန်းစင်းစုံတွေရောက်နေတယ်ဒီနှစ်မှာအခြေအနေမကောင်းဘူးပေါ့ဗျာဒါပေမဲ့ West Ham အသင်းအနေနဲ့တန်းစင်းစုံထဲမှာရှိနေရမယ့်အသင်းမျိုးတော့မဟုတ်ဘူး2026ထဲမှာ West Ham ကစားပုံတွေပြန်ကြည့်ရမယ်ဆိုရင်9ပွဲကစားထားမှာ3ပွဲပဲရှုံးထားတယ်5ပွဲနိုင်တယ်1ပွဲတည်ကြထားပါတယ်တည်ကြတဲ့ပွဲကလည်း Manchester United ကိုအိမ်ကွင်းကနေ 1-1 ဆိုပြီးတည်ကြခဲ့တာအဲ့ဒီပွဲကိုမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီပွဲမှာ Manchester United အနေနဲ့ကန်ကောင်းခဲ့တာပေါ့ဗျာ96မိနစ်ရောက်မှ Sesko ကခြေပါကိုသွင်းပြီးတည်ကြသွားတာအဲ့ဒီတော့ကတော့ West Ham body ကိုကြိုက်ခဲ့တာပေါ့ဗျာအဆင်ပြေခဲ့ကြတာပေါ့ Manchester United ရဲ့9ပွဲဆက်တိုက်နိုင်မဲ့ပွဲကိုရပ်တန့်ခဲ့တဲ့ West Ham ပါ West Ham အနေနဲ့ဒီနေ့2026ထဲမှာအိမ်ကွင်းကစားပုံတွေကိုပြန်ကြည့်ရရင် Nottingham Forest တတင်းလေးကိုပဲရှုံးထားသေးပါတယ်အဲ့ဒါတော့89မိနစ်ရောက်မှပယ်နတီပေးလိုက်ရလို့ 1-2 နဲ့ရှုံးသွားတာဒါတွေကလက်ရှိမှာတန်းစင်းစုံတဲ့ရောက်နေတဲ့ West Ham ကို short တက်စေချင်ဘူးဘုံမောက်ကတော့ဒီအဝေးကွင်းမှာ3ပွဲပဲနိုင်ထားပါတယ်23ကိုသွင်းပြီး32ကိုပြန်လေပေးထားရပါတယ်အဝေးကွင်းမကောင်းဘူးပေါ့ဗျာဒါပေမဲ့နောက်ဆုံးကစားထားတဲ့9ပွဲကိုကြည့်ရရင်တော့ရှုံးပွဲမရှိထားဘူးဘုံမောက်အနေနဲ့ကတော့အခုပွဲမှာတော့ရှုံးပွဲတွေ့လိမ့်မယ်ဗျ West Ham United ကဒီပွဲပြီးသွားရင် Liverpool နဲ့အဝေးကွင်းမှာသွားကစားရလိမ့်မယ်အဲ့ဒီပွဲကသူ့အတွက်တော့6မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ပွဲမှာအနိုင်3မဲ့ရအောင်တော့ပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်ဒီနေ့ပွဲမှာ Asian West Ham United ကိုကြိုက်ပါတယ်နောက်ပြီးကျွန်တော်ဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်ဗျကဲ okay ဒါကတော့ဒီနေ့ညစနေနေ့မှာရှင်ပြိုင်ကစားမဲ့ Premier League ပွဲစဉ်တွေကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်နောက်ပွဲတွေအတွက် file လုပ်ကြည့်လိုက်အောင်မယ်ပြီးတော့တင်ပေးပါမယ်ဗျကျွန်တော်ရဲ့သုံးသက်ချက်ကိုကြိုက်နှစ်သက်ရင် like and subscribe လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ဒီနေ့ရောင်းပွဲထွက်ပါတယ်စိတ်ဝင်စားတယ်ဆိုရင် description မှာကျွန်တော် Viber နံပါတ်ချပေးထားပါတယ်အဲ့မှာသွားပြီးစုံစမ်းမေးမြန်းလို့ရပါတယ်ဗျကျွန်တော်ရဲ့ Telegram လေးကိုလည်း join ထားဖို့ပြောချင်ပါတယ် Telegram မှာတပွဲကောင်း body နဲ့မောက်ကက်လေးတွေချပေးနေပါတယ် description မှာ link ချပေးထားပါတယ်အဲ့မှာဝင်ပြီး join လို့ရပါတယ်ကဲ okay အားလုံးအဆင်ပြေကြပါစေကျွန်တော်တို့နောက်နေ့မှာပြန်လည်တွေ့ပါဦးမယ်